မင်္ဂလာပါရှင်ဒီ comment လေးအတွက်ဖြည့်ပေးရမယ်ဆိုလို့ရှင်လေ N3 အောင်လက်မှတ်ကင်နာတာတော့မဟုတ်သေးဘူးเนาะ N4 အောင်လက်မှတ်ကင်နာရဆိုရင်တော့မြန်မာနိုင်ငံရဲ့အတန်းပညာကအလုပ်10ခုမှာ10ခုလောက်ကမလိုအပ်ပါဘူးရှင်အဲ့တော့လေအတန်းပညာနေနေတာမြင့်နေတာအားကိုစိတ်ဝင်စားစရာမလိုဘူးเนาะကိုက training visa နဲ့တခုတည်းကီနို visa မှာဆိုလို့ရှင်ပြင်းများအပြင်များသောအားဖြင့်အောင်လက်မှတ်တာကင်နာဒီအတန်းပညာအရာဘာမှစိုးရင်စရာမလိုအပ်ဘူးပေါ့เนาะကိုကအဲ့လိုမျိုးမဟုတ် work visa ဆိုလို့ရှင်เนาะမြန်မာနိုင်ငံရဲ့အတန်းပညာမဖြစ်မနေလိုအပ်တဲ့အဲ့ခါကအထက်တန်းအောင်တာမဟုတ်ဘွဲရဖြစ်မှရမှာပေါ့နော်ဒီ comment တွေကခဏခဏမေးနေတာ admin ဒီလိုမျိုး post နေကြပြီးမဖြည့်ဖြစ်လို့ပေါ့နော်အခုပြန်ပြီးတော့ဖြည့်ဖြစ်ပြီးကဒီ post ပိုင်းရှင်ကစိုးရိမ်နေရတဲ့တွေ့အတန်းပညာနေတာကိုလေဘာမှစိုးရိမ်စရာမလိုဘူးเนาะအောင်လက်မှတ်သာရှိရဲဆိုလို့ရှင်လေအဆင်ပြေတယ်အေးစင်တော်တော်များများမှာအဆင်ပြေပါတယ်10ခုမှာ9ခုလောက်ကအဆင်ပြေပါတယ်ဟိုဘက်ကအလုပ်ရှင်ကတကြီးနည်းနည်းကြီးကြရင်သားပေါ့နော်ထားပါအမြင့်နဲ့အလုပ်လေးခေါ်တဲ့ခါကြရင်ဒါဒီလက်မှတ်ကလိုတာပါပုံမှန်အားဖြင့်တော့ N4 အောင်လက်မှတ်ရှင် training visa ပဲဖြစ်ဖြစ်တခုတည်းကဒီနို visa ပဲဖြစ်ဖြစ်မြန်မာနိုင်ငံရဲ့အတန်းပညာအောင်လက်မှတ်ကမတောင်းတာများပါရဲ့ရှင်တကယ်လို့အဲ့လိုမျိုး N3 အောင်လာပြီးတော့အတန်းပညာအောင်လက်မှတ်မရှိလို့အဆင်မပြေဘူးဆိုလို့ရှိရင်ဒီအမစီကိုလာခဲ့ပါအမအလုံးမိတ်ဆက်ဖို့ကူညီပေးပါမယ်เนาะကျေးဇူးများတင်ပါတယ်ရှင်